ဖြစ်ရမှန်ရွှေမောင်ခိုရုပ်ရှင်ဇက်ကလူမှန်နေအကုန်အပြစ်မှတကယ်လမ်းဘေးရောက်နေတဲ့ခေတ်ကြီးမှာလူမှန်ကြီးလမ်းဘေးရောက်သွားတဲ့ဇက်ကကြည်အောင်မလားတော့မပြောရပါဘူးဒါပေမဲ့အမှန်တရားကိုချစ်မြတ်နိုးရဲ့လူတူဦးဆိုရင်တော့အချိန်2နာရီလောက်ပေးပြီးတော့အမှန်တရားစစ်ကိုရုပ်ရှင်ထဲကတစ်စင်အငှားခံစားလို့ရပါတယ်ဒီမင်းသားတော့သိတယ်မလားကိုသိန်းကတော့အိန္ဒိယကားတွေထဲမှာသူ့ရဲ့ဖန်ပဲသူ့ရဲ့နာမည်ရင်းထက်ကိုသူ့ရဲ့ဇက်ကားရဲ့နာမည်ဖြစ်တဲ့ Guide 20ဆိုတဲ့နာမည်ကိုပဲမှတ်ထားတာသူ့ကိုကြိုက်လွန်းလို့ဒီဘဲကပုံမှန်ဆိုရင်လူဆိုးကားတွေဂန်စတာကားတွေမှာတကယ်မြန်မာနိုင်ငံဆိုကြော်ဟိန်းလိုမျိုးကွာတော့တရုပ်ဆောင်တာပြည်ပြင်းတယ်ကွာဒါပေမဲ့ဒီကားကြတော့မှအခွန်အရာရှိလဲသူတရုပ်ဆောင်လိုက်တော့မှပဲသူကမှန်တဲ့ဘက်ကတယောက်တည်းသူ့အထက်ကသူ့အထက်ကလူကြီးတွေရောမှောင်ခိုလုတ်တဲ့လူတွေရောအားလုံးကတကရုအဲ့လိုမှားနေတဲ့ကဘာကြီးထဲမှာမှန်နေတဲ့လူတယောက်တည်းရှိရင်တော့ तू ကမှားနေတာအဲ့ဒီဇက်ကားကိုဘလို့တွေဆက်ပစ်သွားလဲရွှေမှောင်ခိုကူးတော့ဘလို့တွေဖြစ်လဲဘလို့အခက်ခဲတွေကြုံရလဲဆိုတာကိုကြည့်ကြည့်နေဆိုရင်တော့အပြရောင် channel ကြီးအစ်စ်မှာသွားကြည့်လို့ရပါတယ်ကိုသိန်းရဲ့ပင်ဗီဒီယိုနဲ့ဘိုင်ယိုမှာဘလို့ကြည့်ရမလဲဆိုတာကိုလည်းပြောပြပေးထားပါတယ်ဒီဇက်ကားကအိန္ဒိယနိုင်ငံမှာအမှန်တကယ်ဖြစ်ပျက်သွားတဲ့ဇက်လန်းလည်းဖြစ်ပါတယ်ကိုသိန်းကတော့သွားကြည့်စေချင်ပါတယ်အရန်ကောင်းပါတယ်ဇက်ကားလေးရဲ့နာမည်က Poster ဘာလို့နေရလဲသွားကြည့်ရောလေ